မယ်နည်းနည်းမမှန်တော့ဆောက်တည်လေးရသူချောကြည့်ပါဦးဒီနည်းနည်းဒီရုပ်ကိုအရင်တော့ချက်ပြီးစိတ်နဲ့နဲ့တူတယ်ဟာ ဟိုလိုဘူးကိနေတယ်နော် သမီးကြီးရတာ ဘယ်လိုမှလို့ဒီမှာဘယ်တော့အလားတော့လိုက်တာစဉ်းစားပါဦးလေအတိအကျကြည့်ပါရှိစရာလေးနဲ့ဒီတန်နဲ့ဒီရုပ်နဲ့လူမှုမှုတွေပေါ်တာလေရတာလုံးနဲ့တို့တော့အဲ့ဒါဆိုရင်ပါဒီမှာချုံဝေလေးတယောက်ပဲရှိရခင်မိပဲမှာပြန်ဆိုင်ထဲမှာ သမီးတူတာကြည့် ဟုတ်တယ်လို့ကီလိုလေးဘူကီလေးနဲ့တာမမပဲ ငါမှပြက်ပြက် ဟာပြက်ဟုတ်တယ်အမပဲအဲ့ဒါလာယူမှာလားငါတို့တော့မပေးရမှာလားမလားအဲ့မောင်းတယ်ဒီကငါလက်ကပေးတက်မှာနော်ပေးစီတာပွေးလေးနဲ့ချက်ပေးရတယ်တာပွေးလေးဘယ်တခါစားလေးနဲ့ဒီပပလေးပေါ့ဒီမရှုံးလေးခဏကိုရေးနေဆိုစားကြတော့ဒီမကုတ်တော့ပပလေးပေါ့ပြီးရင်ချစ်ပီနန်းလေးနဲ့လေဒါကတော့ဆဲထားလေးကတပတ်တည်းမောကလာတစ်ခေါက်လို့မတက်လာဘူးမမကလည်းငယ်ရွားလို့ပဲမလို့ပြောတယ်ကြပြောကြည့်ပါလေပေါ့ပပလေးနော်ရဲကုန်မယ်နော်ဒီကုန်ပေါ်တယ်ပြီးမှရေနောက်ချပြေးပါလေလိုရှင်းစားဖို့ချစ်ပီနန်းတမယာလေးစိတ်အောင်ဘူးလေးကိုတဲဒီမှာပုံထားလိုက်ပုံမှန်လို့ကြည့်မလို့ခွေးလိုက်တော့ကြ